မင်္ဂလာပါဆင်လက်ကီဆော့ဝဲထဲမှာရှိတဲ့ပတ်စံကိုဝိမန်နီဖြစ်ငွေထုတ်ပြပေးပါမယ်ပတ်စံအိတ်ကိုနှိပ်ပါငွေထုတ်မြည်ကိုနှိပ်ပါငွေလက်ခံမြအကောင့်ကိုရွေးပါညီမကဝိပေးကိုရွေးချယ်ထားပါတယ်ရှင်ဥပမာလူကြီးမင်းတို့ကအခုမှဘဏ်အကောင့်ကိုသတ်မှတ်တယ်သို့မဟုတ်ဘဏ်အကောင့်ကိုချင်းချင်တယ်ပေါ့နော်ဝိမန်နီကနေခီပီကနေဝိပေးအဲ့လိုမျိုးပြောင်းလို့ရှိရင်ချက်ချင်းငွေထုတ်လို့မရပါဘူးရှင်24နိုင်ဆောင်ပေးရပါတယ်ညီမကလွန်ခဲ့တဲ့ရက်မှာသတ်မှတ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့အခုငွေထုတ်လို့ရပါပြီညီမက software ထဲမှာရှိတဲ့ပတ်စံ9000ကိုငွေထုတ်ပါမယ်အတီးဗျူတီကိုနှိပ်ပါပင်ဖြိတ်ပါဆိုတာကစိန်လက်ကီဖွင့်ခဲ့တဲ့အချိန်မှာထားခဲ့တဲ့ဇဂဝတ်6လုံးကိုပြောတာပါအတီးဗျူတီကိုနှိပ်ပါ30မိနစ်အတွင်းအကောင့်တို့ငွေရောက်ပါပြီအတီးဗျူတီကိုနှိပ်လိုက်ပါပင်မပတ်စံအိတ်ထဲမှာ0ချက်ဖြစ်သွားပါပြီရှင်ငွေရတော့ထွက်သွားပါပြီငွေထုတ်ထားတဲ့မှတ်တမ်းကိုကြည့်ချင်တယ်ဆိုရင်ငွေဖြည့်ငွေထုတ်အခြေအနေကိုနှိပ်ပါငွေထုတ်မီဆိုတာကိုနှိပ်လိုက်ပါဤနေရာတွင်တင်ပြနေသည်လို့ပြနေပါတယ်ရှင်အကယ်၍သာအကောင့်ထဲရောက်နေပြီဆိုရင်အမှန်ချက်လေးပေါ်လာပါလိမ့်မယ်ရှင်ကျေးဇူးတင်ပါတယ်